မိဘတို့အားလုံးလည်းတရားရတဲ့အတိုင်းပဲကိုတာသမီတွေအတွက်ဘဝအပြောင်းလဲလုပ်ပေးနိုင်တာဆိုရင်ပညာရေးလို့ပြောရင်မမှားပါဘူးကျွန်တော်ကတော့ဒီပညာရေးနယ်ပယ်မှာ10နှစ်ကျော်တွေ့ကြုံနေရှိပြီးတော့မှပညာရေးနဲ့ EdTech လို့ခေါ်တဲ့ပညာရေးနည်းပညာပိုင်းတွေကိုလေ့လာနေပြီးတော့မှဒီကျောင်းသူကျောင်းသားတွေရဲ့နောက်တစ်ဆင့်ဘဝအပြောင်းလဲလုပ်ဖို့အတွက်ဆိုရင် Higher Education အရန်အရေးကြီးတယ်ဆိုတော့တဖြည်းဖြည်းပို့ပြီးတော့မှသိမြင်လာတယ်ဒီနေ့ခေတ်မှာဆိုရင်မိဘအများစုကလည်းကိုတာသမီတွေကိုကျောင်းပြီးသွားလို့ရှိရင်ပြည်တွင်းမှာလည်းမဟုတ်ဘူးပြည်ပမှာလည်းကျောင်းကောင်းတွေမှာတက်စေချင်ကြတယ်ဒီလိုတက်ဖို့အတွက်ဆိုလို့ရှိရင် IGCSE တို့ GCE O level A level ပြီးသွားလို့ရှိရင်ကျွန်တော် OSSD GED ဒီလို pathway တွေအများကြီးရှိလာတာအောင်မိဘတို့တည်ပြီးခင်ပါပါတကယ်လို့ကိုကနေပြီးတော့မှကိုယ့်ရဲ့တာသမီတွေကိုပြည်တွင်းမှာမဟုတ်ဘူးပြည်ပမှာလည်းထားခြင်းနဲ့အလွယ်တကူတွားရလာရလေတက်တွေ့ရတာလေတွေ့ကိုရပြီးတော့ရင်တင် जा ရေးစနစ်တွေကိုလည်းအကောင်းဆုံးဖြစ်စေခြင်းနဲ့တော့ကျွန်တော်နားလည်ပါတယ်ဒါကြောင့်မလို့ဒါမိဘတို့ရဲ့တာသမီတွေကို higher education အတွက်ကို Bridge International College အနေနဲ့ဘန်ကောက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ဒီလိုကိုယ့်ရဲ့တာသမီရဲ့ higher education အတွက်ပြည်တွင်းမှာမဟုတ်ဘူးပြည်ပမှာထားပြီးတော့မှပြင်ဆင်ခြင်းနဲ့အတွေ့အကြုံရှိတဲ့ lecturers တွေနဲ့ကျောင်းကောင်းတွေရအောင်ရှောက်စီခြင်းနဲ့ဆိုလို့ရှိရင်တော့ Bridge International College ကနေပြီးတော့မှကြိုးစားပါတယ်အားလုံးမင်္ဂလာရှိတော်မူဖြစ်ပါစေ